မတ်1ကောင်းနေဘယ်ခါရှိတဲ့စားဟေးလာဝဲတောင်းမြေရွှဲပေါ်ဦးမအဘာရောနာကျူရင်တွေ့တောင်းနမမှာဝုန်းဝမ်နံပါတ်1အလေးကနံပါတ်1ယူရီးယားကတော့ကယူရီးယားအေးနံပါတ်2တက်တက်ရေမလို့တော့90အေးအေးနံပါတ်3တိုင်းလို့ပြောသည်ရရယူ ယူရီးယား ယူရီးယားလက်စုပ်ကောက်ယူရီးယားကြောက်ကောက် လောက်တာ ဟာနမမလေးဘတ်တပ်ဘီတိုတိုဘီကြီး90အေးနံပါတ်4ဒီနောင်လက်ရိုက်နေခေါ်တယ်လာဘီယူရီးယား နံပါတ်5 ဟာ ကိုတက်ကို ယူရီးယားမန်တော်ရှု အေးယူရီးယားမန်တော်ရှိ ဟာလာဘီနံပါတ်6ဤနောင်လက်ရိုက်ကွက်ဆန်း နံပါတ်6ကိုတက်ကိုနံပါတ်6ဟာအေး နံပါတ်4 ယူရီးယားစံတော်ပြ ယူရီးယားစပင်တော်ပိ စံတော်ပြအောင်အေး နံပါတ်8စိတ်နဲ့ချက်ဝမ်းနဲ့ချက် နှစ်ချက်စီးနှစ်ချက်ဝါလောက်တာနံပါတ်9ယူရီးယား ယူရီးယား တာပိုင် အေးနံပါတ်9ယူရီးယားပါပိုင် လာပြီနံပါတ်မှာ30စီး3ချက်ဝါ3ချက် အေးလောက်တာအေး နံပါတ်မှာ17ယူရီးယားညောတယ်ဗျာ စက်ပြချာ ဟာနံပါတ်မှာ17ပတ်မလေး ဒီနံပါတ်လောက်တာ နံပါတ်မှာ73 နေ73ဆိုတော့လောက်တာအေး ယူရီးယားပန်းဆက်ဟဲ့မလဲ14
香，哎，这里，哎，什么？可以喂，什么？抖音，哎，好西咯的，南方马上找到收尾机喽。哎，对。မနေ့ကတစ်ချောက်မွေးတော့ ညနေတစ်ချောက်ကိုချစ်ကိုတဲ့ ခင်ဗျာ နော် ဒီမှာတော့ ကိုထက်ကိုပြောပြပါတဲ့ ဘာပြောပြရ ပံပတိသဘောကြလို့တဲ့အလူတကာကြီးကိုတိုင်က အဲ နှစ်သိန်းနဲ့ နှစ်သိပတ်စံနေလား တင်သိန်းနဲ့အောင်သိန်းနဲ့ ဩအဲ့ရက်သမားတွေဘာလို့ရမလဲ မင်းအဖေတော်လိုက်ဘေးကအော်ပိတ်တက်ကဟောပြလို့နေ့လည်ကနေတောင်းထားတာကျွန်တော်မပြောပြတာမေ့လို့စိတ်မဆိုးနဲ့တော့ကိုနော် ဘာလို့ ဟုတ်တချစ်ဆိုပြပါ န တဲ့ င်ကငါညီခေါ်လိုက်ကိုခေါ်လိုက်နဲ့ငါဘယ်နေရာထားမှာတော့နေ ဟာနေ့လည်ကနေတောင်းထားတာစိတ်မဆိုးနဲ့ ဟာတောင်း ကိုဟုတ်တာကိုချစ်ကိုသဘောကြလို့ပါတဲ့ဟိုကျွန်တော်ရဲ့စပယ်တချစ်ဆိုပြပါတဲ့ ကျွန်တော်ရဲ့စပယ် ကျွန်တော်ရဲ့စပယ်ဆိုပြပါတဲ့ ရပါတယ် ချစ်တို့တောင်းထားတာနော် ဒီချင်းလေးကျွန်တော်ဘယ်တော့မှမစိုးဘူးပါ အခုလည်းမဆိုးနဲ့တော့လေ ဟုတ်လေစိုးမဲလေး ဆိုး စိုးရမှာလားအဲ့တချင်း ကိုဟုတ်တာရဲ့ဆိုပြီးနော်တောင်းဆိုရတဲ့ကျွန်တော်ရဲ့စပယ်ကဲအဲ့လိုနားဆင်ပြပါ ကဲကျွန်တော်ရဲ့စပယ်ကလေးနားဆင်ပေးပါနော် ကျွန်တော်ရဲ့စပယ်ရှေ့ကိုဟုတ်တာဆိုပြီးနော် ဖြူရောင်ချင်ပန်းကလေးရဲ့နာကိုဝေးပြီးပါနင်ကကိုဟုတ်တာမလေးစားတာပဲမင်း ဘာလို့ အဆုမချတယ်ပြင်းနေပါပန်းလို့လေမ န င်း င်တို့ခဏလေးနော်ခဏလေးငါအဲ့တချင်းကြတော့ငါဟိုဒီလိုကြီးတွေမောင်းနေတယ်မစိုးတတ်ဘူး ဟာ ဒီလိုကြီးတွေမောင်းနေတယ်မစိုးတတ်ဘူး အဲ့တယောက်တည်းအလွတ်စု ဟာအဲ့လိုလည်းဟုတ်ဘူးလေ ကိုတုံးလုံးချစ်စု မဟုတ်ဘူးလေငါပြောတာလာဒီဘက် ဒီဆိုင်ငါထားမှာဒီဆိုင်နဲ့ဆိုမှရမှာကိုတော့ အော်ငါရှိမှဒီမှာပြိတ္တဒီတချင်းကိုကျွန်တော်ဆိုင်းနေမစိုးကျွန်တော် ဩတယောက်တည်းလွတ်စုမှာ အဲ့ဒါ ဩစုချမလို့ပတ်စံတောင်းတာလားရမချနဲ့မရတယ်ဒီဆိုတော့ပတ်စံမလို့ရတယ် နော်ကျွန်တော်ငါလည်းအဖက်လေးလို့မရှိဖက်လို့နေတာ စုချမရဘူး နော်အဲ့တော့ဒီတချင်းကိုကျွန်တော်ပြိတ္တကျွန်တော်ဆိုင်းနေမစိုး အဲ့ဆိုမင်းတို့တက်တာပေါ့ ပြိတ္တကိုကျွန်တော်ကြွားစရာတစ်ခုရှိတယ် ဟုတ်ကဲ့ ကျွန်တော်ဒီပွဲကိုလာတော့ကျွန်တော်အတန်တုပညာရှင်တယောက်ကျွန်တော်ခေါ်လာ ဟိုး ဘာဖြစ်တော့မွေးကြိုက်တာမွေးကြိုက်တယ်လားဟောနိဖိန်ကျက်စိတ်လို့ ဖတ် ကျွန်တော်အတန်တုပညာရှင်တယောက်ခေါ်လာပါတယ် ဟုတ်ကဲ့ ကျွန်တော်အဲ့အတန်တုပညာရှင်နဲ့ကျွန်တော်ဒီတချင်းလေးကိုဆိုပါမယ်ကျွန်တော်ထိုင်စရာတွေနောက်ကနေနားတော့နော်ဟိုနောက်က ကြီးတို့မောင်းတို့နေတို့သေးပေါက်တို့ပေါက်ချပြတယ် နော်ဟိုနောက်ကဟို20တဲ့ညီလေးနဲ့ပဲသွားမယ်โอเคနော်အဲ့တော့ကိုက ဟမ် လောင်း ဟမ် လောင်း ငါနာမည်လာအောင်မဟုတ်လေအကာလေး ငါလာအောင်လို့ မင်းဆိုတဲ့ရက်ဆိုကွာကိုဟုတ်တာအားနာကြကောင်းတယ်ယူရောင်ချေမန်းလေး အောင်လို့ငါရှေ့မှာကြွားထားပြီနော် ငါဘယ်လောက်မ နင်အတန်တုပညာရှင်လို့ငါပြောထားပြီနော် ဒီအတန်ဆိုးကြီးအတန်ထူးရလိမ့်မယ်ပေါ့ နင်ကိုကြွားထားပြီနင်ကိုကြွားထားပြီငါ ဒီဝိုင်းလို့ဟုတ်ပါသရှင် ဒီတချင်းကိုနင်းနဲ့ဆို โอเคငါဘာလုပ်ပြမှာ နော်ငါရှိရအဖြူရောင်ရှင်ပန်းကလေးရဲ့နာခိုးခွေပြီးပါနင်နောက်ကနေဟာ အတနဲ့ကနငါမကောင်းလေခေါ အေးကိုဒီကခုနကတိုက်ထားရဲ့ဇန်းနေကိုနော်အဲ့ဒါလေး ဒီကလောက်မစူဒီကလောက်မစူ ဒီလိုပြီးနော် ရ 1 2 3 ယေ 4အဖြူရောင်ရှင်ပန်းကလေးရဲ့နာခိုးခွေပြီးပါ ခေါ် မြင်ကြီးမေးချစ်တာဟာချစ်လုံးလို့ပေါ့စပယ်ပွင့်လို့ဖြူစင်သူကလေး ခေါ် ကဘာဟုတ်ဘူးလေဘောရှေ့မှာပြီးခဲ့ပြီလေဂေါ်ပြီးခဲ့ပြီလေ
စပယ်ပွင့်လူဖြူစင်သူကလေး ငါဘာလို့မ လေတီတောင်း ဟောလေတီတောင်း အေးအဲ့လိုသွားမှာ ဟုတ်ပြီ ဟုတ်ပြီဗါတယ်လေတီတောင်း ဟုတ်ပြီအဲ့ အ ဒါ တမာပြီးရှင်းကိုစားနေရတာနော် ပြန်လို့မယ် ဟုတ်ပြီ စပယ်အဖြူရောင်ချင်ပန်းကလေးရဲ့လားခုခွင့်ပြီးပါ ခေါ် မြင်ချင်းမေးချစ်တာဟာချစ်လို့ပေါ့စပယ်ပွင့်လူဖြူစင်သူကလေး လေတီတောင်း ကဘာနီယာမတရားစပယ်လေးတီတော့ပြောနေရမလို့ပါကျွန်တော်ဟာလေးကျင်နာသူစစ်မော လေတီတောင်း ဘယ်ကိုလေတီးရသွားတောင်းလာတော့ကျွန်တော်ဟာလေးကျင်နာသူစစ်မောခေါ်အဲ့ဒါလေးနော်ဗရိတ်လေးခေါ် ဩအပိတ်ခေါ်အဲ့ဒါမှခေါ်ချစ်ခွင့်ပေးပါရโอเคဒါဒီကွက်တီးလုံးတိုက်တာပဲဟောနောက်ကွက်တီး အဖြူရောင်ချင်ပန်းကလေးရဲ့လားကိုဝင်ပေးပါ ခေါ် မြင်ချင်းမေးချစ်တာဟာ ရေ ချစ်လို့ပေါ့စပယ်ဝင်လို့ဖြူစင်သူကလေး လေတီတောင်း ကဘာနီယာမတရားစပယ်လေးတီတော့ပြောနေရမလို့ပါကျွန်တော်ဟာလေးကျင်နာသူစစ်မော ခေါ် ဘလို့ငါ့ကိုဂျာကြီးတွေကဝင်လာ ခေါ်မြတ်ချစ်ခွင့်ပေးပါခေါ် ငါ့ကိုဂျာတွေကဝင်နေ မင်းတော့ဘေးကန်နေချုပ်နေတာပဲ ကဲရကွာကိုင် ဗျာ ကိုချစ်ကိုကျမချင်းလေးတစ်ပုတ်လောက်ဆိုချင်တယ်နောက်က ဟုတ်ပြီ ကျမမောင်လေးကိုညီညီအောင်နဲ့ ဟုတ် စုံလေးတစ်ပုတ်လောက်ဆိုချင်လို့ ရပါတယ်ဗျာ ရှားရင်ကိုကျွန်တော်ကုတ်ပေးမယ်လीလားရပါတယ် ကဲအဲ့တော့ဒီမှာကလေ ဘာဆောင် ဆိုင်းတွေကလည်းအများကြီးဝင်တယ် ဟုတ် မင်းသမီးတွေကလည်းအများကြီးဝင်တယ်ဒီနေ့လည်းလူတွေအားကြီးဒီနေ့ကလည်းလူတွေအားကြီးပဲ ဟုတ်တယ် အဲ့တော့ခေတ္တချင်းနေဆိုတာကတော့သူလဲဆိုရယ်ကိုလဲဆိုရယ်အဲ့တော့ဒီဘက်မှာကျမမောင်လေးနဲ့ပဲဆိုလို့ရတယ်အဲ့လူတချမ်းလေးတစ်ပုတ်လောက်စုံနဲ့တွေ့ချင်တယ် ရတယ် မင်းနဲ့ဆိုချင်း ကလေးကိုကျွန်တော်ကြည့်နေအောင် မင်းနဲ့ဆိုချင်း အဲ့တော့စုံနဲ့ဆိုမှလာမောင်လေး ဟမ် စုံနဲ့ ဒီတိုင်းတော့မစိုး ဘယ်လိုဆက်ချင်လဲ ဘူး ပြော ချစ် ပါ တယ်လို့ပြော အဲ့ကြမလည်းပြောလိုက်စာနဲ့ကာယံနဲ့နဖေနဲ့မဝင်မချစ်နိုင်ဘူးလို့ပြောလိုက်မပြောလိုက်ကောင်ပြောတတ်ဘူး အပြန်ကြတော့ကိုကျိုးတွေချိုး ဟုတ်ကျွန်တော်ပတ်စံမရှိဘူးကျွန်တော်စလော့တွေမွေးနေတာမှနည်းနည်းတော့မဟုတ်တော့ အဲ့ဘယ်လိုပြောရမှာ ချစ်တယ်လို့ပြောဆိုမှာတော့အဲ့ဒါမဆိုင်နေမင်းကလည်းကာယံနဲ့ဗာလည်းပြောမှရမှာလေ နည်းနည်းကြောက်လို့ ဟမ်မင်း ဟုတ် ကြောက် ဟုတ်ကြောက်တာလား ညံပြန်ခေါ်တယ်ခေါ်တယ်ကြောက်နေပြန်ကာယံနဲ့ပြော ဟုတ်တယ်ပြောမှာပတ်ဘူးတယ်လေ ဟာမင်းကလည်းသူလည်းအဖြေပေးကြအောင်မင်းကာယံနဲ့ပဲကြိုက်အောင်ပြော အလူချင်းကိုဒီဘက်နားလေးလာနားလေးလာတခြားလေးပြော ရှာပြော တခြားပြောလေ ငါမပြောရဘူး မပြောရဲဘူးလား အဲ့ဒါကြားတဲ့ငါဝါရှာခံပေးမယ် မင်းကြားခံမလို့လား ငါမပြောတတ်တာတစ်ခါမှမပြောဘူးလို့ မပြောဘူးလားအမ သင်ပေး ပြောတာဘူးပေါ့ တခွင်းလေးရခိုင်းခိုင်း ဟုတ်တယ်ဘယ်လို ခို ပြော င်း မေးခိုင်ဖို့ဝင်လို့လား မိခိုင်းဘူးငင်းကြခါဖျားဆွတာကွာ ဩ ခိုင်း အဲ့လိုခေါ်မှာ အဲ့ခေါ်ကြည့်ခိုင်း ခိုင် ခေါ် မေးခိုင်ရ အပေါ်နှခမ်းအောင်နှခမ်းလေကွာမလက်အောင်မလက်အောင်လေးရ ခေါ်တတ်ပါပါဘလီ ခိုင်း ခိုင် ဟော ခိုင် တခေါ်မတာခုမှကိုကွက်တီကြတာမွေးမေးနဲ့ခိုင်း ခိုင်း ဝါရွက်ဝါရွက် ဟိုချစ်တယ်ပြောမှနဲ့ဝါရင်နဲ့ လာလိုက်မလေးမင်းလည်း ဝါရက် မမပြောလိုက် ပြောပြမှာ တအားဖက် တကယ်လား နေဦးလေးနတို့ကျူပြဘလို့ကြီးတော့ အေးလို့ဟာ ဝါရွက် ဝါရွက် တအားဖက် တအားဖက် မင်းပြောလိုက်ဝါယူ ဝါယူ မမပြောလိုက်တွားကြထိုးလို့ ဟာပြောနေတော့ ပြီးတော့တော့ တော့မကောင်းတဲ့ကောင်တော့ဟိုဗီဒီယိုမှတ်တမ်းတွေလည်းပါသေးတယ်အလူကွန်ပျူတာဆိုတော့တို့ကဟိုနာမည်လေးတွေငါပေး ဟမ် နာမည်လေး ကိုကနာမည်ငါပေးလိုက် လူကကြီး ပါဇက်နဲ့ငါ ဘုဒ္ဓဘယ်တော့ဖိနေငါလို့ ငါ လူကကြီးဦးတန်းမြင်ခမရဟေး တယောက်တည်းပြောနေလို့ပါ သူမငါထု ဒီညောင်တို့ကတရုပ်ဆောင်အနေနဲ့ကွန်ပျူတာမလို့ပါ ဦးတန်းမြင်ရဲ့နာမည်ကိုခိတ္တခဏညီညောငါပါညီညောရဲ့နာမည်ကိုဦးတန်းမြင်ကယူလိုက်ပါအေးပေးတယ်လားယူပြီ ဟဲ့ဟဲ့အာကာ စွတ်ပါတော့ မင်းနာမည်ယူတာလားတလိရှင်းနေရ နာမည်ယူနေကွာမင်းတို့နာမည်မပြော ကဲနာမည်ပေးငါ နာမည်တော့မပါစဟာ ဟမ် ပါစဟာ ဒီနာမည်ပါဇက်က မရပါစကတော့ ပါဇက်ကတော့ ဟာ အာရွေးချက်ကကြီး စွတ် ကဲ ခဏ ဘာလို့ မင်းသွားကြတဲ့မှာဦးတန်းမြင်ကိုခွေးစီညံ့ သမင်းမစားကြအောင်ကိုလုံး မင်းကဦးတန်းမြင်ဖြစ်သွားပြီ ကဲငါနာမည် မင်းနာမည်ပြန်လို့မယ်လက်စီမိတာ
စွတ် ဟေ့ရဘယ်ကနှုတ်တာလဲ ယောက်ျားလေးပါတဲ့နေရာနှုတ်ရမယ်ကွာ ဟာမင်းလက်ထက်ဘယ်လိုမှမခံစားဘူး ပြောစီနာမည်ကြပြီမယ်ဦးတမျိုးရောစွတ်အဲ့တော့မင်းကဦးတမျိုး ငါဥတမ်းမြေ ဦးတမျိုးကအမအတွက်နာမည်ငါမယ်နော် နာမည်လေးငါပြီ တော့ချိုဝင်းခင်ဗျာနာမည်လေးငင်းညက်ခံကိုငါပါအေးငါမောင်လိုက်နဲ့လာပြီစွတ်နာမည်ပါလာပြီ ရပြီ အမနာမည်သွင်းမယ်ဇာဟာလက်ကလေးချတာဟုတ်ပြီဇာဟာစွတ် ဟာဟေ့ရ ဘယ်တင်တာတော့ငါ့ကို ငါတို့ကဗဇက်ကသွန်းတာမင်းဘယ်ကသွန်းတာတော့ကောင်းပါ မိ လဲ န်းကလေးဝင်ရသွင်းရမယ် အတော်မကောင်းနေကောင် အဲ့တော့အမကအလူမိုက်တော့ချို ကျော် ချို ချုံ ဝ ဝ င်း င်းဖြစ်သွားတယ် အမနာမည်ပြန်弄မယ် နော် လက်စီမိတ်တာလက်ကလေးချစွတ် မနေ့ကမှတော့ကနော်ဘယ်လိုက်တာတော့ မိန်းကလေးပါရယူရမယ်လေရပြီအမကတော့ရ ဒီကောင်တော်တော်ကျွမ်းကျင်နေ ရဆိုတော့ဆိုတော့ ဟမ် ဆိုတော့လေ ဟိုပေးလိုက်တော့နာမည်ပေးလောက်ပြီအဲ့လား ဟင် နာမည်အဲ့လောက်နဲ့ဟိုက အဲ့ကြံပြရမှာလား မင်းရောနာမည်အဲ့လောက် ပြရမှာလား ပြေးလိုက်တာလည်းလောက်ကြတော့ပြေးလိုက် မပြီးချင်တော့ ဘာလို့တော့ အိမ်မှာရင်နူးဖုံးကပြောက်အောင်ဒါလေးရင်နူးဖုံးလို့အောင် ငါမင်းဧည့်သည်လာလုံး ရပါတယ်ကိုရမယ်ရတယ်ခွေးလေးရှူတိုင်းမှာဒါပြီးတော့ခေါင်းနေ အတော်ငဲ့တယ်ရပြီမင်းနာမည်ငါပေးပြီ အဲ့တော့မင်းလည်းလင်းရိုက်ဖြစ်သွားပြီ ဗီဒီယိုမတ်တန်းနေလေးပါတိအတွက်လူတကာလူမကိုစားတရုပ်ဆောင်ပြီးဂုံပြူမှာ ဇ ပေါ့ လန်ဘောရမင်းကသူ့ယောက်ျား အဲ အမကသူ့မိန်းမ ဟုတ်တယ်ဟုတ်တယ် ဇလန်သဘောနော်ကျန်တော့ကိုကသူညှိချနိုင် ရပြီငါတို့လောက်တော့မယ် ကဲအဲ့တော့ငါတို့ကလင်မယားပေါ့ ဟုတ်တယ်လို့ လင်မယားဆိုလို့ငါမေးပါအောင်မေး မေး ဖေမင်းငါတက်ကြီးလို့ပါနော် အဲ လင်မယားလင်အားရတာလားမရရတာ မငိုပါနဲ့ ကြီးနေတာကွာ အဲ့ဒါ အဲ့ဒီစကားတော့တော်တော်လေးလေးနဲ့သွားပြီဘာဖြစ်တယ်ဘာဖြစ်တယ်ဘာဖြစ်တယ် လင်မယားလေလင်အားရတာလားမရရတာလား လင်းရလည်းမရဘူး အဲ မရလည်းမရ အဲ့ ဘူး ဆိုဘယ်သူရလဲ ဘာဆောက်လို့ဆောက်ကံမရှိတဲ့ခေါင်းရင်ကရောက်ခမထရတာဒါဘာတိချင်ပြောခင်ကြီးကြည်တာကိုဒီ ငါတို့ကလင်မယားကဲလင်မယားဆိုတော့ဟိုခေါ် ဒီ မယ် မိ နော် ကြီးတာပါရှိတယ် မီးရှိတယ်ညကြတယ်ကြောင်မကြောင် ကဲဟိုချွေ အာဘလို့ချူ ရတယ်ရတယ်ဦး အချူရင်မဟုတ်တော့ဘလူးမောင်တယ် ဦးရေ ကဲနာမည်ခေါ်တော့ကြပါတယ်အိမ်မှာခေါ်တဲ့နည်းပေါ့ကဲမိမ အေးဘယ်လိုခေါ်လိုက်တာတော့ငါ့ကို ဟမ် ဘယ်လိုခေါ်တာတော့ မိမ ခွက်ကြတယ်ကျမအပြိုကြီးရှင်အသက်30ဝန်းကျင်ရောက်နေအပြိုကြီးဆိုငါရှက်တယ်အဲ့လိုလေးဆိုအိုးရှက်စရာကောင်းလိုက်တာဘယ်လိုခေါ်တာ မိမ ကျမလေအဲ့တော့ပြန်ထူရမှာပေါ့ ထူရမှာပေါ့ ကျမပုံမလေးလေးရိုးသားသားပြောမယ်နော်ကျမတရံလို့တရုတ်လူဆိုတော့လို့တော့လောက်ရမှာပေါ့ဒါပေမဲ့ကျမအဲ့ဒါဆိုတကယ်ရှက်တာတကယ်ကိုရှက်တာ ဟော ဒါပေမဲ့ကျမထူးမယ်ဆိုတော့ငါကတော့တိုးတိုးပဲထူရဲမှာ ဟမ် ကျေကြီးကတော့မထူရဲဘူးရှက်လို့လေရှက်လို့တိုးတိုးပဲထူရဲ ကဲ မှာ မိမသားဆိုတော့လေရှက်မှာပေါ့ကဲမိမကြီး ယောက်ျားရဲ့လာ အမလေးအမ လာ လေး ဆမ်းပါ အမလေးပေါင်းဝ လာလို့လာတော့ ပေါင်းဝမိမထူရသေးဘူးကောင်းချင်းစာကိုစွတ်တိုးနေတာ လာလို့ ဟဲ့ကောင်လေးငါတို့ကဇာတ်သဘောတကယ်ညားတော့မှာတကယ်ညားတော့မှာငါတို့ဇာတ်သဘောပြော အိန္ဒြေများပြတ်သွား မ လား ထူးကျင်တယ်လို့ငါလက်ပါကိုပြုတ်တော့ အိန္ဒြေ နေရ များ လဲပါချင်းချင်းမှာ အိန္ဒြေပြတ်သွားလား ဟမ် မပြတ်ပါဘူး တိတ်မပြတ်ပါဘူး မင်းကြတော့ဘလို့မှရင်ခုန်လို့မရဘူးကြီး ကျွန်တော်ပြမယ်ပြေကို မိမကြီး ယောက်ျားကြီး တို့ဂုံပြူအောင် ကျမတို့ဟုတ်တယ်ဂုံပြမယ် နော်ငါတို့ကလူလဲလူမယ် လူမတော့ လူမယ်ဆိုတော့ငါလူတော့ငါဝလုံးတောင်မလူချင်ဘူး ကျမအဲ့ဒါပြောကျမပတ်သက်လေးတွေစုထားတာရှိတယ်ရှင် အဲ ဆိုင်မင်းသမီးဘိတ်သိမ့်နဲ့ကျမလူချင်တာ အေး ဆိုင်တော့ကျမကြိုက်တဲ့ဆိုင်ငါပဲ ကဲ နော် မိမကြိုက်ဘသူငါချင်လို့ပြော ရွာလည်းမဝင်မသေးဘူးဆိုင်ဆရာလေးကဒါခစ်စားနေတာလေ အဲ ရုပ်ကလေးကလည်းလှမလှ ဘသူတော့ ဟောတီးတာလည်းတအားကောင်းအသက်ကလေးလည်းငယ်ငယ်လေးရှိသေးတယ်ဟိုကညီညီအောင်နဲ့ညီညီအောင်ဆိုင်ကျမငါချင်တာတော့ အဲ့ကောင်လေးငါမှာ ဟုတ်တယ် အဲ့ကောင်လေးကဂူချိုပြိုးနဲ့လည်းတူတယ်တဲ့ ဟုတ်တယ်တူတယ်မျိုးရိုးလဲစုံစမ်းချက်မျိုးလိုက်ကိုခေါ်တာ ဂူဂျုံမျိုးဆိုတာကိုရီးယားမင်းသားမဟုတ်ပါဘူးကျမတို့အင်နာမီသွေးဖုတ်တဲ့ဂူဂျုံမျိုးကိုပြောတာနေမှာအဲ့တော့ဆိုင်ကတော့ညီညီအောင်မဲ့ ကဲ တော့ အဲ့ဆိုမိမကြိုက်ဆိုင်ငါပြီးပြီ ကျမ ကဲ ညီညာ ယောက်ျားကြိုက်တော့ငါမင်းသမီးငါဟိုမင်းသမီးငါမယ်ကွာ ဘယ်မင်းသမီးတော့ ငါငင်းညက်ခိုင်ထဲလိုက်ကောင်းမလား အဲ့ဒါတော့ကောင်းငါကောင်းမယ်ပတ်စံနာစု ဟမ် ပတ်စံနာစု ညီညာခိုင်ငါထည့်လိုက်မယ် ပတ်စံနဲ့ငါရဘူးလားငါရလား အဲ့တော့ ကဲမိမအဲ့ဆိုဘိတ်လိတ်တို့ဘသူငါ ဘိတ်တကဘသူတော့ အေးတို့ပိမ့်ပိမ့်ပပဘသူတော့ သူတော့ဘိတ်တက ဘသူတော့ သူတော့လည်းတော့ဖိတ်စာဖက်တာသူတော့ လို့လောက်ပါအေးဘေးတိတ်ခါမင်းသမီးလည်း အဲ့တော့ဘိတ်လိတ်ကြတော့အဲ့လောက်စိတ်မပါဘူးစိတ်မလား ဟောဘေးသိဆရာဝင်လေကွာငါညနေရဖိတ်ချတဲ့ဖက်လိုက်တာ အဲ ရွှေရွှေမြိုင်ဆိုင်ကောင်းလန်းတဲ့ ဟောပူတန်ဝင်လား ရွှေမြိုင်စံတန်းဝင်း အဲ့ဘိတ်တအဲ့ကောင်းတာတော့တကယ်ကောင်းတာတော့
ရှင်မြိုင်ဆန်းတန်းဝတ်ဆိုကျမအားကြိုက်တာ ဟုတ်လား ဒါလည်းဖြူဖြူလူဘုံကလည်းခန့်ခန့်အာစပက်ရှယ်တက ကဲ ယ် မိမ ပေါ့ အဲ့ဒါတို့ဆိုင်နေကဲမင်းသမီးရောဘိတ်တွေကတို့နှစ်ယောက်တိုင်ပင်ပြီ တိုင်ပင်ပြီ ဒါနဲ့ငါသားလေးပဲသွား ဒါသူလောက်မှာ အေးငါသားတခေါ်လीငါသား ဟုတ်လား အချောလို့ ငါသားလားငါသား ဘာတော့ငါလို့ဖေရဲ့ ငါတို့အဖေ ငါသားမင်းအေးရအေးကွာလာအဖေကတိတ်လုတ်ချင် အ တာ ဖေ ဟေး သားကိုရင်မွေးချင်သေး ငါသားကိုယ်မွေးချင်တော့ဘာလို့ချင်တော့ သားမိမလူချင်သေးဒါပေမဲ့အမေနဲ့ဖေနဲ့ဂုံလိုက်နော်ဂုံယူရမှာ ဘာလို့တော့ ရွာထဲမှာအမေသားဘာကောင်းလို့သိတယ်မ ဘာ ဟုတ် ကောင်းတော့ မနေ့ကတောင်ပိုင်းကကောင်းနေတာပြီးတော့စိတ်ခေါ်တာ ဘယ်လိုခွာတော့ တတ်တရှိလိုက်ခဲ့တဲ့နဲ့ ဟာတယ်တော့ သားလိုက်သွားတာသူတို့နဲ့ပြိုင်တာသားပထမဆုံးရခဲ့တယ် ဘာပြိုင်တာတော့ သီးပေါက်ပြိုင်တာလေ အာ ချွာကြီးပန်း ငါသားလေမင်းစော့ရရှာလို့မိမငါသားကွာငါသားမင်းကလေလူကပိန်းလို့မိမ ဘာတော့ငါလို့ဖေရဲ့ဒါမင်းမိမဒါမင်းမိမငါမိမမဟုတ်မင်းမိမမင်းကြီးခေါ်နေ အဲ့တော့ မိ ငါ မ သား နေငါသားနေအလူရက်ကနီးပြီပိန်းလို့မရအောင်ငါသားကျုံမဲ့ဘိုက်ဆိုနေပိန်းလေးကို ငါသားလေးကိုဟိုကအမေကထမင်းကျွေးမဲ့သား ချမယ် ချက်သားချက်နဲ့စားမလား ချမယ်ကျွန်တော်ချချင်ဘူး အဲ့တော့ငါသားဘာနဲ့စား ကျွန်တော်ချီပီချက်တွေယောဂရ ငါသားမင်းအိမ်တော်ချမောင်ရက်တောင်နတ်မောင်စားတဲ့မစားတဲ့ ချီချက်တွေပါပြောနေ ချီ တယ် ပီချက်ကအရင်ကြီး ငါသားဘာနဲ့စားမှာ နင်တို့ ချ ချက် မောင် ရ ရွက် စား ကိုချမောင်ရွက်ကိုစုံအောင်မ နင် စား တို့ချက်ရစားတာ ဘာနဲ့စားမှာတော့ ဒါ ဝတ်သားနဲ့စားမှာလားဝတ်သား ဝတ်သားအချီကြီးညားတယ်ချချင်ဘူး အဲ့ဆိုတော့ငါးနဲ့စား ငါရိုးချူ အဲ့ဆိုငါသားကြက်ဦးနဲ့စား ရုပ်ကကောင်းကြီး ငါသားမင်းတော်တော်ကြီးများတယ်မင်းကျုပ်မစားကြဘူး ချချင် မင်းကျုပ်မစားဟိုဥစားမယ် ဘဲဥချ လူဥ မဟုတ်လေမဟုတ်လေအမေသားလေငုံဥဘဲဥကြက်ဥကြောက်ပဲလူဥလို့ကြားဘူးအမေရောချဘူးလား အမေလည်းမစားဘူးအောင်သားရဲ့ ပြီးလူဥကဘလို့ဟာအမေလိန်လာတဲ့အဖေကချဘူးရတဲ့ မယုံသိစိမ့်နဲ့ထောင်းစားတာ မ မဟုတ် တိ တော့ လို့မေးတာတာတင်းလူကိုရှင်းကြအောင်နော် အဲ့တော့ငါသားကဘာနဲ့စားကြင်အောင်မေး ဒါ ပြော လေနိမိဟိုထမင်းလေးကိုပူပူလေးချက်ချီလေးချမ်းချားလေးချူမိချက်ဖို့နဲ့ချားချင်တယ် ဘာနဲ့စားကြင်လဲ ငါသားမင်းလေကွာအေးအေးဘာတွေပြောမှဘာစားကျင်တာ ထမင်းလေးကိုပူပူလေးချက်ချီလေးချမ်းချားလေးချူ ရှုပ်ပြီးတော့ မိချက်ဖို့နဲ့ချားချင်တယ် လာငါသားအဲ့ဒါအဖေရှင်းပြမယ်လားငါသားငယ်တော့ပဲသိပါမလို့အဲ့ငါသားစားကျင်တဲ့အမေကြောက်ဖို့ကလေအဲ့ဒါငါသားဟာမဟုတ်ဘူး သူက အဖေညာတိုင်းရင်သွေးမြည်တဲ့ဟာ အဖေကမတိလို့ ဒါပြီးဆိုပေးမယ်ဒါပြီးဆိုပေးမယ် အ နော် ဖေကအိတ်ကောအိတ်လာဖေးအိတ်ကောအိတ်လာဖေး ကဲမိမကြီး ကဲရကြရေ တို့ဟာဟောရ အဲ့တော့ကဲကျမအိမ်နဲ့ကြိုကျမချစ်စနိုးနဲ့မောင်းလို့ခေါ်တာ မမင်းကဘယ်လို ငါ ခေါ် လည်းမိမလို့မခေါ်ဘူး ဘယ်လိုခေါ်တာ တက်ထားလို့ခေါ် အဲ့သူမားနေတယ်လေအဲ့ तू ကတက်ထားဆိုနေတမျိုးခေါ်လေကိုညံတင်ပေါ် မွေးတော့ရေချမ်းဖြေရောအဲ့တော့တက်ထားဆိုတာကလူနာမည်တက်ထားမဟုတ်ဘူးရှင်အိမ်သူတက်ထားဇနီးမယားမို့လို့ကျမခင်မွန်းတွေကကျမကိုချစ်စနိုးနဲ့တက်ထားလို့ခေါ်တာ ဒီ ရှင် ကကိုညံတင်အောင် အဲ့တော့မောင်နဲ့တက်ထား တက်ထား အလူကြီးပေးရဆိုရရှင် မောင်နဲ့တက်ထားဟေ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 း အလူပါကြီးတို့ချုံရင်းကိုအလူတော်ကိုညောင်းနဲ့နင်းနဲ့ခိုင်မောင်လာရဲ့ဂုံပြုတ်မဲ့တင်းတပုတ်ကမောင်နဲ့တက်ထားအလူကြီးပေးပြီတဲ့ရှင် မမချစ်ကြခိုင်ရဲ့ လူမမောင်လူတော်မအလျူကြည့်ပြီးဖို့စိတ်ကူးနေတာယူရတာအယောင်ဝင်ကောင်းလို့လူတော်ပြီးမှသီးနှံတွေရလို့လူတော်ပြီးမှဆယ်ရည်သဘာဝတွေအများကြီးပေါ်တယ်မောင်တို့မြမပြည်မှာမောင်နဲ့တထား